ဒီနေ့ channel မှာဟင်းထုတ်လေးလှုပ်စားဖြစ်ပါတယ် channel မှာလည်းချက်သွန်မိတ်တွေအရင်ပေါ်တယ်ပေါ့နော်အဲနဲ့ line ပေါ်နေကြည့်ပြီးတော့ဟင်းထုတ်လေးလိုက်လှုပ်စားဖြစ်တယ်ပေါ့နော်ချက်သွန်မိတ်တွေကတော့ခြံပတ်လေပေါ့နော်အရင်ပေါ်ပါတယ်အများကြီးရလာပါပြီခူးလာတဲ့ချက်သွန်မိတ်လေးတွေကိုပေါ့နော်အရင်ဆုံးတန့်ပေးလိုက်ပါတယ်ရေဆေးပြီးတော့နှုတ်ကလေးဆင်းထားလိုက်ပါတယ်ဆံမုံကိုကြတော့ရွှေညောင်ပင်တစိမ့်ထဲကတစ်ထုပ်လုံးသုံးလိုက်ပါတယ်ရှင်ချက်သားမုံလေးရဲ့စားလေးနည်းနည်းရေပေါ့နော်ဒီစီလေးနည်းနည်းလေးထည့်ပေးလိုက်ပါတယ်အားလုံးကိုတမသွားအောင်ဖြည်းဖြည်းချင်းနေပြီးတော့မှပေါ့နော်ရေလေးနည်းနည်းထည့်လိုက်နေလိုက်နေပေါ့နော်တဖြည်းဖြည်းချင်းပေါ့နော်ဒီလိုစီးတဲ့အနေထားရအောင်နေထားလိုက်ပါတယ်ရှင်ထုတ်တာလေးရကြတော့ပေါ့နော် line ပေါ်ကနေကြည့်ပြီးတော့မှလိုက်လောက်ထားပါတော့တိတ်တော့ကျွမ်းကျွမ်းကျင်ကျင်လောက်တတ်သေးပါဦးရှင်တေချာစူးစမ်းပြီးတော့မှလှအောင်လေးတော့ထုတ်လိုက်တယ်ပေါ့နော်နိုင်ဝက်ကြော်လေးပေါင်းထားလိုက်ရင်တော့ရပါပြီရှင်စမ်းကြည့်မယ်ပေါ့နော်ကျမလည်းတစ်ခါမှတော့ပေါင်းမစားဘူးပါဘူးရှင်နောက်ဆုံးတော့အဆင်ပြေပြေလေးနဲ့ဟင်းထုတ်လေးရတော့ပါပြီရှင်အဲ့ဒါလေးကိုမြုပ်တီးကြော်လေးရယ်စီကျက်မွေးလေးရယ်ပေါ့နော်တွေ့ဖက်ပြီးတော့စားပါမယ်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်